နောက်ပြောင်တာနဲ့နှိမ်တာနဲ့ပူပါဦးခမည်းကိုနာကျင်စေတဲ့စကားလုံးတိုင်းကနောက်ပြောင်နေတယ်လို့ပြောလို့မရပါဘူးတခါတလေကျွန်တော်တို့ရဲ့အားနည်းချက်တွေရုပ်ရည်အသွင်ပြင်ဒါမှမဟုတ်ကျွန်တော်တို့ရဲ့အိမ်မက်တွေကိုပြစ်မှတ်ထားပြီးအမြဲနောက်ပြောင်နေတဲ့လူတွေကိုမြင်ဘူးမှာပါအဲ့ဒီလူတွေကသူတို့ကိုသူတို့တခါတလေကျွန်တော်တို့ရဲ့မိတ်ဆွေပါရင်းနှီးလို့ပါလို့အကြောင်းပြတတ်ပေမဲ့တကယ်တော့သူတို့ဟာတာလုံနေတာမဟုတ်ပါဘူးခမရဲ့တီးခံနိုင်စွမ်းစမ်းသပ်နေရပါစိတ်ဆိုးသွားတဲ့အခါကျမှမင်းကလည်းအရန်ခံစားလွယ်လိုက်တာစတာလေးကိုလို့ရှော့ချတာကျွန်တော်တို့ရဲ့စိတ်ကိုကစားပြီးတော့လှည့်စားနေတာတတ်ပါပဲတကယ်စစ်မှန်တဲ့ဟာတာဆိုတာလူတွေကိုပိုယွနှိအောင်လုပ်ပေးတဲ့အရာပါတယောက်ကနာကျင်နေရပြီးနောက်တစ်ယောက်ကရီမောနေရတာမျိုးဟာတာလို့ခေါ်လို့မရပါဘူးအပြုံးလေးနဲ့ဖုံးကွယ်ထားတဲ့မလေးစားမှုတွေကိုလည်းခမည်းတီးခံနေစရာမလိုပါဘူးကိုမကြိုက်တဲ့ဟာတာတွေလာလုံနေတဲ့သူတွေကိုဒီဟာတာမျိုးကမကြိုက်လို့ပါလို့ရင်ရင်ချင်းချင်းညှင်းဆန်နိုင်ဖို့လိုပါတယ်အပြုံးနဲ့ဖုံးကွယ်ထားတဲ့ရက်စက်မှုတွေစီကနေခမည်းရဲ့ငြိမ်းချမ်းမှုလေးကိုကောက်ွယ်လိုက်ပါဗျာအေးချမ်းပါစေဗျာခမည်းတို့ရဲ့အမြင်လေးတွေအတွေ့အကြုံလေးတွေကိုလည်းထုံးစံတိုင်း comment ထဲမှာမျှဝေသွားလို့ရပါတယ်ကျေးဇူးတင်ပါတယ်